အနေနဲ့က AR တိုင်းအိမ်မဲမြို့မှာလဲတဲ့နော်စစ်မှုထမ်းကြီးတွေအကောက်ကျန်းနေတယ်ဗျာနော်တယောက်ကိုတဲ့3 သိန်းနဲ့ဗျာနော်3ယောက်ရှိရင်3 သိန်းနဲ့အဲ့တော့အတောင်းကျန်းနေတယ်ပြည်သူလူထုခင်ဗျာမှာဒီစစ်မှုထမ်းကြီးနဲ့ပတ်သက်ပြီးတော့တော်ကိုဒုက္ခရောက်နေကြပါတယ်ဒါ AR တိုင်းဝါခင်မှာAR တိုင်းပြော AR တိုင်းအိမ်မဲမြို့မှာပေါ့နော်ဒါနောက်တနေရာတစ်ခုဟုတ်လားအဲ့တော့နောက်ထပ်ကျွန်တော်တို့ဒီစစ်မှုထမ်းကြီးနဲ့ပတ်သက်ပြီးတော့ကြုံတွေ့နေရဆိုလို့ရှိရင် AR တိုင်းနော်လပွတ်တာမြို့နယ်တဲ့လောစာအုပ်စုမှာတဲ့တလကို9000ကောက်ခံပါတယ်တဲ့အုတ်ချုပ်ရေးမှုကဝင်းစောတဲ့နော်ကြန့်ခိုင်ရေးကခန့်ထားတဲ့အုတ်ချုပ်ရေးမှုပါတဲ့အခုနောက်ပိုင်းကြန့်ခိုင်ရေးကခန့်ထားတဲ့အုတ်ချုပ်ရေးမှုတွေနေရာတော်တော်ရလာကြတယ်နော်တာမန်သူတို့အုတ်ကြီးတွေပဲနေရာကြန့်ခိုင်ရေးကခန့်တဲ့သူတွေပဲနေရာဒီပေါ့ကျွန်တော်တို့အုတ်ချုပ်ရေး level တွေမှာကြန့်ခိုင်ရေးကလူတွေနေရာတော်တော်ရနေကြတယ်နော်အဲ့တော့သူတို့ကလည်းယုံကြည်မှုအပြည့်ရှိပြီးသားဗျမင်းတို့ဘာမှမပူနဲ့ငါတို့ပဲပြန်တက်မှာရွေးကောက်ပွဲပြီးလဲငါတို့ပဲပြန်တက်မှာဆိုတော့ဒီအုတ်ချုပ်ရေးမှုတွေရဲ့လက်ကမောင်းခတ်တန်တွေကလည်းအခုကျွန်တော်ကကြားနေရပြီဗျာနော်ဘာတွေများခင်ဗျားတို့ဒီရွေးကောက်ပွဲရဗျာနော်ကျွန်တော်တို့မှလည်းတခြားရွေးချယ်စရာမရှိလုံးလို့ပါအခုရွေးကောက်ပွဲဝင်နေတဲ့ပါတီတွေလည်းမေးကြည့်လိုက်ပါနော်ခင်ဗျားတို့ဘာကြောင့်မို့ရွေးကောက်ပွဲဝင်လို့ဆိုရင်နိုင်ငံရေးကိုနိုင်ငံရေးနည်းနဲ့ဖြည့်ရှင်းခြင်းတဲ့အတွက်ကြောင့်မို့လို့မချစ်တော်လဲအောင့်ကနန်းနေရတဲ့ရွေးကောက်ပွဲမျိုးပါခင်ဗျားတို့သူတို့ကိုလည်းစာနာနားလည်ပေးပါနော်ဒီတနည်းပဲရှိတယ်နော်ဒီထက်ပိုပြီးတော့ကျွန်တော်ဒီခေါင်းစဉ်လေးတိုင်းပေါ့ဒီထက်ပိုပြီးလုပ်ဖို့ဆိုလို့ရှိရင်သူသေးကိုသေးသူကြေကိုကြေတိုက်မှရမယ်နော်တိုက်ဖို့ဆိုလို့ရှိရင်လည်းစစ်တပ်ကလည်းလက်နက်ကအပြည့်ပဲခင်ဗျားတို့ကဒီတော်လန်ရေးကလည်းရွေးချင်ချင်တိုက်ကြမယ်ဗျာနော်တေချာတို့ကခင်ဗျားတို့စစ်တပ်ကိုနိုင်ပါတယ်လားဟုတ်လားအထို့တူလည်းပဲနော်စစ်တပ်ကလည်းခင်ဗျားတို့ကိုနိုင်ဖို့ဆိုလို့ရှိရင်မြို့တွေရွာတွေအကုန်ကြေပြီးတော့မှနိုင်မှာဖြစ်တယ်အဲ့တော့ဂျားတွေကဘယ်သူတွေခံရမလဲဆိုလို့ရှိရင်တော့ပြည်သူတွေခံရမှာဖြစ်တယ်အဲ့တော့အခုနိုင်ငံရေးအဖြစ်ရှေ့ဆက်သွားခြင်းတော့ပါတီတွေလွှတ်တော်ကိုယ်စားလှယ်တွေစသဖြင့်ပေါ့ဗျာနော်နိုင်ငံရေးအင်အားစုတွေကသူတို့မှာတခြားရွေးချယ်စရာဘာမှမရှိဘူးရွေးချယ်စရာမှာသူတို့မှာရွေးချယ်စရာ2မျိုးပဲရှိတယ်ဗျာအဲ့2မျိုးကဘာလဲဆိုတော့ခင်ဗျားတို့တော်လန်ရေးနဲ့ပူပေါင်းပြီးတော့တော်လန်ရေးလုပ်ရင်လုပ်မလုပ်လို့ရှိရင်အခုဦးမင်းအွန်လိုင်းကဦးစီးပြီးကျင်းပမယ်နော်စစ်တပ်ကဦးစီးပြီးကျင်းပမယ်ရွေးကောက်ပွဲမှာဝင်ဒီ2လမ်းပဲရှိတယ်ဒီ2လမ်းကိုပြည်သူတွေကိုခင်ဗျားတို့ဘယ်ဟာရွေးခိုင်းမလဲအခုကျွန်တော်တို့အပါဝင်ပေါ့ဗျာနော်အဲ့ဒီအကုန်လုံးဘယ်ဘက်ကိုထမ်းကိုကျွန်တော်ရက်တည်စေချင်လဲခင်ဗျားတို့စိတ်ထဲမှာတစ်ချက်ပြောကြည့်ရအောင်အားလုံးပဲမင်္ဂလာပါမြန်မာနေယူရှင်အိုင်းကနေကြိုဆိုလိုက်ပါတယ်နေ့စဉ်နေ့တိုင်းတန်းတူတန်းကောင်းတွေကိုတက်ဆက်ပေးနေတာမို့ like and subscribe လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်တော့တက်ခိုင်အကျွေးကိုတဲ့ရှင်းပြပေးပါလားတဲ့ဖြစ်တဲ့မဖြစ်တဲ့ကိုအားစင်တယ်ရှင်းပြပေးပါမယ်နော်တော့တက်ခိုင်ရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ဗောနော်အဲ့တော့ခုရွေးကောက်ပွဲဝင်တဲ့လူတွေတော်တော်များများအားလုံးဟာခင်ဗျားတို့ပြောနေသလိုနော်စစ်တပ်ကိုထောက်ခံနေတာမဟုတ်ဘူးသူတို့မှတခြားရွေးချယ်စရာနဲ့ခင်ဗျားတို့တော်လန်ရေးနဲ့ရက်တီလို့ရောခင်ဗျားတို့အာမခံနိုင်မှုလည်းမရှိဘူးလေနော်စစ်တပ်ကလည်းအင်အားကတအားကြီးပါတယ်အခုဆိုရှင်လည်းမြို့တွေရွာတွေအကုန်လုံးပြန်ရနေတာဖြစ်တယ်ပြန်ရနေတဲ့အတွက်ကြောင့်မလို့စစ်တပ်အနေနဲ့ကရှေ့လျှောက်ကမကြတော့ဘူးနော်ကြစရာလည်းမရှိတော့ဘူးမြို့တွေလည်းပြန်ရသလိုရှေ့လျှောက်စစ်စင်ရေးတွေမှာအခု man power fire power နော် hard power soft power အားလုံးဟာစစ်တပ်ဘက်ကတာလုံနေတဲ့အတိုင်းအတာရှိတယ်ခင်ဗျားတို့တော်လန်ရေးအနေနဲ့ယုံကြည်ချက်ပေါ့လေခင်ဗျားတို့ယုံကြည်ချက်ကိုတော့ကျွန်တော်ဘာမှမပြောလို့ဘူးနော်တော့ပါတော့လည်းပဲဒီစစ်မှတ်ဖြစ်ပွားမှုမှာအဓိကခံမှာပြည်သူတွေဖြစ်တယ်အခုဆိုလို့ရှိရင်ဗျာစစ်တပ်ကလည်းတွေးသမျှကျဲနေတာနော်တွေးသမျှကျဲနေတာဒါကျွန်တော်တို့စစ်တပ်ကထိန်းသိမ်းလုပ်ရမယ့်အရာတွေရှိတယ်ဒါပေမဲ့လည်းစစ်တပ်ကလည်းအခုကလုံးဝပေါ့နော်ဘုံကျဲမှုတွေမှာတော်တော်လေးကြမ်းကြမ်းတမ်းအောင်စော်နေတာပါမနေ့ကကျွန်တော်ပြောခဲ့သလိုပေါ့ဗျာနော်လူစုတဲ့အရက်ဆိုလို့ရှိရင်ကျဲတာပုံစံမျိုးတွေဖြစ်နေတယ်အဲ့တော့အောက်မှာတန်းရတို့ဘောလုံးကန်ဖို့လူစုတာတို့နော်စတာလင်စုသုံးတာတို့နော်အဲ့လိုပုံစံမျိုးဆိုရှင်စစ်တပ်ကပေါ်ကျဲချတာပဲသိလားအဲ့ဒီအတွက်ကြောင့်မို့လို့ပြည်သူတွေကဒီဟာဒါတွေကပြည်သူတွေဗျာနော်ပြည်သူတွေဒါပေမဲ့ပြည်သူဆိုတဲ့နေရာမှာလည်းပြည်သူကြားထဲမှာကျွန်တော်တို့ဒါတော်လိုင်းဆိုတာလဲဒီပေါ့ဘယ်လိုခေါ်မလဲပြည်သူတွေနဲ့အတူတူခင်ဗျားတို့ပြောတယ်ဟုတ်လားပြည်သူကြားထဲမှာခင်ဗျားတို့နေကြတဲ့ခါကြတော့ဒါစစ်ရဲ့သဘောတရားရစစ်ရဲ့အနိဋ္ဌာယုံစစ်ရဲ့ဂရိုက်တွေကရိုက်ခတ်လာပြီနော်စစ်တပ်ကလည်းဆင်ញင်တဲ့မှာလဲထို့တူခင်ဗျားတို့တော်လိုင်းရေးကလည်းအရန်ကြီးပေါ့နော်ဘယ်လိုခေါ်မလဲဆိုရင်အရန်ကြီးလိုအပ်တာတဲ့ပို့ပြီးတော့စိတ်တက်မပြင်းပြသင့်ဘူးတတိသွေးလိုအပ်တာတဲ့ပို့ပြီးတော့မရှိသင့်ဘူးလို့ကျွန်တော်တို့အသိဉာဏ်လေးတွေ30ချင်ပါတယ်နော်
အခုမိုးကုတ်ဆိုလို့ရှိရင်လည်း NUG နဲ့ PDF ကမိုးကုတ်မြို့ကိုဆက်လက်ပြီးတော့ထိန်းချုပ်မယ်ဆိုတဲ့ခါကျတော့ဟုတ်ပြီမိုးကုတ်မြို့ကိုဆက်လက်ထိန်းချုပ်တာဟုတ်တယ်အမစစ်တပ်နဲ့နေလားငါလားဒဲတိုက်ဖို့ဆိုလို့ရှိရင်တစ်ဖက်ကကြီးရည်လေးအကုန်သုံးတဲ့အတွက်ကြောင့်မို့လို့တော့ခင်ဗျားတို့လည်းဒီပေါ့ခင်ဗျားတို့ဒီတော်လန်ရေးအုပ်စုတွေလည်းနာကျင်မှာဖြစ်တယ်လို့စစ်တပ်လည်းနာကျင်မှာဖြစ်တယ်ဒါပေမဲ့ရေရှည်တိုက်မဲ့နေရမှာတော့ခင်ဗျားတို့မှာလိုအပ်တဲ့ကြည်စံနော်လိုအပ်တဲ့ထောက်ဖို့ခင်ဗျားတို့မှာရှိသလားစစ်တပ်မှာအကုန်ရှိတယ်နော်ခင်ဗျားတို့ကအဲ့တော့လိုအပ်တာတဲ့ပို့ပြီးတော့ဗောနော်ဟိုမိုင်ယူမရဲတင်ဘူးလို့ကျွန်တော်တို့ကတော့သုံးသပ်တယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့နောက်ထပ်လောက်ဘတာအုပ်ကြီးပေါ့နော်ဒီကိစ္စလေးပေါ့အုပ်ချုပ်ရေးမှုဝင်းစော်နော်သူကကြံ့ခိုင်ရေးရခန့်ထားတဲ့အုပ်ချုပ်ရေးမှုဖြစ်တယ်ပေါ့နော်အဲ့တော့မပေးလို့ရှိရင်စစ်တပ်နဲ့ချင်းချောက်ပြီးလာဆွဲပါတယ်တဲ့နော်အဲ့တော့ဆွဲတဲ့အပြင်ကိုပေါ့နော်ဆွဲခံရတဲ့မိသားစုကထောက်ပံ့ကြေး15သိန်းပဲရတယ်15သိန်းပဲရတယ်ဆိုတော့အဲ့တော့ဆွဲတဲ့နေရာမှာလဲငွေကြေးကောက်ခံတဲ့နေရာမှာပဲတစ်လောက်တစ်ခါကြိုင်2ကြိမ်ကောက်တယ်ဘာကြောင့်လဲဆိုရှင်သူတို့ကစစ်မှုထမ်းဝယ်လိုက်တယ်ပေါ့ဝယ်ပြီးတော့စစ်တပ်ကိုပေးလိုက်တယ်ဝယ်တဲ့ခါမှာစစ်မှုထမ်းကရောက်သွားပြီဟိုရောက်စေးမအောင်လို့ကျွန်တော်နောက်တစ်ယောက်ထပ်ဝယ်ရမယ်အမှန်တကယ်ကသူတို့လိန်ညာကောက်နေတာလေနော်ဟိုမှာကလုံးဝစစ်ထဲဘယ်ခေါ်မလဲစစ်ထဲဝင်ကသူကပြန်မလာရဘူးအဲ့တော့အဲ့လိုမျိုးလိန်ညာကောက်ခံမှုတွေရှိသလိုအရန်ကို night ထက်စီးနင်းဆန်လွန်းနေတယ်ပေါ့ဗျာနော်အဲ့တော့ဘယ်လိုခေါ်မလဲနောက်ထပ်လူတွေကိုလဲပေါ့နော်သူ့ရဲ့ဒီစိတ်ရေးကလည်းပေါ့နော်လူတွေကိုဖဏနဲ့ပါးကိုရိုက်ပါတယ်တဲ့နော်အပြစ်ရှိတဲ့သူတွေပေါ့အပြစ်ရှိတဲ့ဟေးဆိုရှင်အဲ့လိုပါးကိုရိုက်ပါတယ်တဲ့စိတ်ရေးပေါ့ဖြိုးဝေထွန်းလို့ခေါ်ပါတယ်နော်သူကလည်းမွတ်စလင်ပါတဲ့အဲ့တော့ဒါမျိုးတွေပေါ့ပြည်သူလူထုပေါ့ night ထက်စီးနေအနိုင်ကျင့်နေတဲ့အုပ်ကြီးတွေကြန့်ခိုင်ရေးအုပ်ကြီးတွေကြန့်ခိုင်ရေးအုပ်ကြီးတွေကြန့်ခိုင်ရေးကမဲတော်မနိုင်သေးဘူးအခုကမဲတော်မနိုင်သေးအခုတည်းကနေပြီးတော့ဇရိုက်ကပြတယ်ဟလားပါရိုက်မယ်ဆိုတဲ့ပုံစံမျိုးတွေများဖြစ်နေတယ်လို့ရောသလားအဲ့ဒါကြန့်ခိုင်ရေးဘက်ကလည်းကိုခန့်ထားတဲ့အုပ်ကြီးတွေရဲ့အကျင့်စရိုက်နဲ့ view site ပါเนาะခင်ဗျားတို့ပြည်သူမျက်နှာမူရမှာဖြစ်တယ်ခင်ဗျားတို့အုပ်ချုပ်ရမှာအခြေခံဥပဒေနဲ့အုပ်ချုပ်ရမှာဖြစ်တယ်အဲ့ဒီကြောင့်မို့လို့ပြည်သူလူထုမှာပါဝါရှိတယ်ဆိုတာသိဖို့လိုတယ်အဲ့တော့ခင်ဗျားတို့ကဒါမျိုးတွေရက်ဆက်ကြမ်းတမ်းနေမယ်เนาะမောက်မာနေမယ်ဟေးဆိုလို့ရှိရင်ပြည်သူလူထုရဲ့ဒါပထမတစ်လိုင်းကြီးစက်တွေကဆန့်ကျင်သွားပြီနောက်ထပ်လုံးဝမဆန့်ကျင်တဲ့သူတွေပါဆက်လက်ဆန့်ကျင်သွားလို့ရှိရင်တော့ဟိုဘယ်လိုခင်ဗျားတို့ကြည့်ခိုင်အစိုးရဆက်တက်လာမှာပဲနောက်ထပ်ခင်ဗျားတို့ကိုစန့်ကျင်တော်လန်တော့တော်လိုင်းအုပ်စုနောက်ထပ်တစ်စုထပ်ပေါ်လာရင်လည်းမကောင်းဘူးအဲ့လိုမဖြစ်ဖို့ဟာခင်ဗျားတို့ဇယိုက်တွေပြင်ဖို့လိုပါတယ်ခင်ဗျာနော်ဟုတ်ပြီနောက်တစ်ချက်အနေနဲ့ကျွန်တော်ပြောရမှာပါလဲဆိုတော့လေပါစာတွေခေါ်တယ်ဟလာစစ်မှုထမ်းတွေခေါ်တယ်ခေါ်ပြီးတော့စစ်တပ်ထဲမှာကောင်းကောင်းမွန်မွန်ဆက်ဆံသလားဆိုတဲ့ခါကျတော့လေနေရာတိုင်းတော့မပြောလို့ပေါ့နော်ပျော်နေတဲ့နေရာလည်းပျော်နေအောင်ကျွန်တော်တို့သွားတွေ့ရပါတယ်နော်တွေ့ရပါတယ်တို့ပါစာတွေလည်းပျော်နေတယ်စစ်ထဲမှာတော့ပျော်နေချို့ဆိုရင်အရန်ကိုအားကိုးရတယ်စစ်တပ်တော့အရန်ကိုအားကိုးရပြီးရှေ့ထဲမှာရွတ်ချွန်တိုက်ပွဲဝင်နေတဲ့ပါစာတွေအများကြီးရှိတယ်နော်တချို့လည်းတက်တွေကနှိမ်ချဆက်ဆံပြီးတော့အနိုင်ကျင့်နေရတယ်ရှိတယ်အခုအနိုင်ကျင့်နေတဲ့ကိစ္စတွေပါစာတွေဟိုအနိုင်ကျင့်နေရတဲ့အထိကျွန်တော်တို့တွေ့လာရတယ်နော်အဲ့တော့ခလာရ399ပေါ့ဗျာနော်လှိုင်ပွဲတက်ကနေပြီးတော့ဝင်ခဲ့တယ်အဲ့တော့ကိုအမျိုးဘာသာသာသနာတွက်ဆိုတဲ့ခံယူချက်နဲ့ကိုသဘောနဲ့ကိုဒီပြည်သူစစ်ထဲကိုဝင်ခဲ့တာဖြစ်တယ်ပြည်သူစစ်မှုထမ်းဥပဒေနဲ့ဝင်ခဲ့တာဖြစ်တယ်ဝင်ခဲ့ပြီးတော့အခုလက်တွေ့ဟိုကြုံတွေ့နေရတဲ့အခြေအနေမှာကျန်တဲ့ပါစာတွေသူတတိပုဂ္ဂလတွေရဲ့ဒီအတွေ့အကြုံခံစားမှုကျွန်တော်ပြောရအောင်နော်အကုန်လုံးကိုတော့ကျွန်တော်မပြောလို့ဘူးတော်ပါတော့လည်းပဲဒါမျိုးခံစားမှုတွေအခုရှိနေတယ်လက်တွေ့ဖြစ်နေတယ်အဲ့တော့ဒါမျိုးခံစားမှုတွေဘယ်လောက်ထိဖြစ်နေဆိုတော်တော်များများကျွန်တော်ကြားသိနေရတယ်အထူးသဖြင့်အဲ့ဒီလိုင်မွဲတို့ကော့ကရိတ်တို့ဘက်မှာပါစာတွေကိုအနိုင်ကျင့်မှုတွေရှိတယ်ဆိုတာကိုကျွန်တော်တို့လုံးဝကြားသိနေရတယ်အချက်လက်ကကျွန်တော်တခါတည်းနဲ့တော့ကျွန်တော်ပြောတာမဟုတ်ဘူးကျွန်တော်အချက်လက်တွေတစ်ချိန်ပြီးတစ်ချိန်ရမှသာလဲတေချာမှသာလဲ data တွေပြည့်မှသာလဲကျွန်တော်အနေနဲ့ပြောတာဖြစ်တယ်ပေါ့နော်မျိုးဘာသာသာသနာတွက်ဆိုပြီးတော့ဝင်သွားတာဝင်တော့အထဲရောက်မှပဲအခုဆိုလို့ရှိရင်အခုဆိုအနိုင်ကျင့်ခံနေရတယ်ပေါ့ဗျာနော်တချို့ပါစာတွေစေးတေချာမကုပေးလို့ငှက်ဖျားတွေနှိမ့်ကြတယ်ဗျာနော်စေးတေချာမကုပေးလို့တေဆုံးသွားတဲ့ပါစာတွေလည်းရှိတယ်ဒါကတေဆုံးသွားတဲ့အုပ်စုတွေပေါ့နောက်ထပ်မိမိအိမ်ကနေပြီးတော့မိမိပိုက်ဆံမှားပြီးသုံးတာနော်သုံးတာကိုသူတို့ကိုအတိမပေးရကောင်းသလားဆိုကောင်းလားဆိုပြီးတော့ပါစာတွေကိုကျုပ်ဖို့အိတ်တွေသူ့နာမည်ပါလဲ